အဲ့တော့ဗျာကျွန်တော်ရှင်းမှနည်းနည်းပြောခဲ့တဲ့အတိုင်းပေါ့နော်ကျွန်တော်ခစ်တဲ့ကလေးတွေခစ်တဲ့လူငယ်တွေပေါ့နော်အေးပေါ့ခစ်တဲ့လူငယ်တွေနောက်ချင်းလူကြီးဖြစ်သွားတာပါပဲကြုံတွေ့ရမှာတော့ဒီစိတ်ဖိစီးမှုတွေပေါ့အဲ့တော့အဲ့အတွက်တဲ့ကျွန်တော်တို့ဒီ KFK ဆိုပြီးတော့လေ Time Traveler 2060 2000နဲ့မှ60ခုနှစ်ကနေ Time Traveler တယောက်ကတရုတ်ပြည်မှာလာပေါ်တယ်သူက online ပေါ်မှာလာပြီးတော့ဖြည့်ပေးတယ်မိကုန်းပေါင်း200ဖြည့်သွားပြီဒါဘိုးစုတော့ပြောဗျာဟုတ်တာမဟုတ်တာယုံနာမြုံနာအပိုင်းသူပြောသွားတဲ့ဟာတွေက make it sense ဗျာအဲ့ဒီနှစ်တွေရောက်လာတဲ့အမြတဲ့လူတွေကအေးချမ်းသွားပြီလားငြိမ်းချမ်းသွားပြီလားအေးစိတ်ဖြစ်သွားပြီလားလို့ထင်ညာပေါ့မဟုတ်ပါဘူးတဲ့ဒီစိတ်ဖိစီးမှုတွေနဲ့အတူရှင်သွဲပြီးသွားနေမှာဖြစ်တဲ့အတွက်တစ်ဖက်မှာ well power ကိုအားစိုက်လာကြတယ်တဲ့တရားကြီးထိုင်လာကြတယ်ဗောတရားကြီးမှတ်တယ်ဆိုတော့တရားထိုင်ဆိုတာအတိုင်းဗျာမြန်မာလူထိုင်တာပြောတော့မဟုတ်ဘူးသိရမလားဆိုတော့ကိုစိတ်အေးရအေးကြောင်းဘယ်ဘာသာဆိုဗျာဟိန္ဒူဖြစ်ဖြစ်ဟလားတခြားဘာသာသူဘာသာရဲ့အတိုင်းဒီသူ community တိုင်းဒီလူတယောက်ရဲ့စိတ်ကိုအေးချမ်းသွားအောင်လုပ်နိုင်တဲ့ practice ရှိရင်လုပ်လေဒါပဲလေဒါပဲခေတ်ကအဲ့ဒါမလားခေတ်နဲ့အညီသွားနေရဟာကြီးအဲ့တော့ဗျာဆိုတော့ပြောချင်တာကဗျာဟိုဘဝကြီးကိုဒီတိုင်းတနေ့အလုပ်လုပ်မယ်ဟလားအလုပ်တကြိုးစားမယ်ဟလား5 year deadline တွေဘာတွေညာဆိုတာအခု internet တွေမှာတွေ့နေရတချို့ speaker တွေအရန်တော်တယ်ဒါအိန္ဒိယနိုင်ငံသားတွေဆိုပြဆက်ပြောတာဘာလို့5 year plan ပါညာတာကဒါကြီးကနောက်တိုင်းသားတွေကစပြီးထွင်ခဲ့တဲ့ဟာတွေသိမလားဒီအောင်တွေကတော့ leading country ဆိုတော့သူတို့ပြောရမြအဟုတ်မှတ်ခဲ့တာပေါ့ဗျာကလေးတွေရောကျောင်းတွေပါရစ5 year plan ကြရင်ဘာလို့ရမလဲဒါနောက်9နှစ်ကြရင်ဘာလို့ဒါတွေကတကယ်တော့ပြစ္ဆုတ်ပံအကောင်းဆုံးပါပဲပြစ္ဆုတ်ပံမှာအကောင်းဆုံးစူးစမ်းရင်းနဲ့နေတော့ရင်ကြော်လွားအဲ့5 year plan ဆိုတဲ့ master ဘွဲရ PhD ဘွဲရကောင်နဲ့ခုံချတာတပုံကြီးเนาะကျွန်တော်တို့ဟလာဟိုအင်္ဂလိပ်ဆိုအင်္ဂလန်လျောက်ကျွန်တော်တို့ဟလာ country wolf လို့ဘာလို့ပဲအဲ့ဘက်မှာအများကြီးပဲ KPMG လို့ဘာလို့ထွက်တယ် corporate ကကောင်းတယ် structure တွေများပြီးတော့ဒါကျွန်တော်တို့ခေတ်ကလေးကကျွန်တော်အဲ့ UK လို့မှနေကြရကြားနေရတာဒါအခုခေတ်ထိလဲစင်ကာပူဂျပန်ကိုရီးယားတို့ဘာလို့မအောင်အဲ့တော့ကျွန်တော်တို့ဒီအဓိကနေ့တူကမိမိစိတ်ကလေးတွေဘလောက်အေဂျင့်နဲ့တာယာပဲအေဂျင့်ဆိုတာနဲ့လူ့ဘဝကြီးကိုချင်းတန်သွားနိုင်တယ်ဒါအဓိကပဲကျွန်တော်တို့ဘာသာဘက်ကပြောရင်ကုသိုလ်တရားနဲ့ရှင်တွဲပြီးဘယ်လိုနေထိုင်သွားမလဲဒါကီးပဲเนาะဟိုတအားကြီးတဲ့ချမ်းသာအောင်ပါရေမလုပ်ပါနဲ့ချမ်းသာစီမဲ့အကြောင်းတရား site တို့သူချမ်းသာလာနေမယ်ဇွဲလုံးလာဝရိယနဲ့เนาะလောဘလည်းတိတ်ချီးဖို့မလိုဘူးဟိုပါပြီစီကားလေဗျာတောက်ကြနေကျွန်တော်အေရီကာရဲ့တောက်ကြနေဖြစ်ပါတယ်ခင်ဗျအခုကျွန်တော်ကကွန်မန့်ထက်ကိုစောင့်နေရပါကွန်မန့်ထက်နဲ့အတူတူမတွေ့ရကြလို့စကားလေးပါပြောအခုခေတ်မှရင်ပဲဟိုပြီးခဲ့တဲ့2လ3လလောက်ပဲကျွန်တော်တို့ဒီဒူဘိုင်းရဲ့မြန်မာ group တွေရှိတယ်ကျွန်တော်တွေ့နေရတော်တော်များများတွေ့ရတယ်အဲ့ထက်မှစိတ်တကြတာနဲ့ဆက်ပြီးနေတော့မဖြစ်တော့ဘူးလို့ပါတော့ညာအများကြီးပဲစိတ်တကြတဲ့လူအများကြီးအဲ့ group တွေထဲမှာတင်ခဲ့တာလေအဲ့ group ကလည်းပြတ်သွားပြီဗျအဲ့လိုပေါ့လူပေါင်း4000လောက်ရှိခဲ့တဲ့ group 4100လောက်ရှိခဲ့ group အဲ့ group မရှိရတော်တော်များများရင်ဖွင့်ကြတယ် anonymous နဲ့ဆိုတော့ဒါအိုက်စစ်တန်းလေးတစ်ခုကြည့်လိုက်ရင်အဖြစ်ဒီခစ်လူငယ်တွေဘလောက်ဒီတောကကြီးနဲ့နေရလဲဆိုတော့တွက်ချက်လို့ရပါဘောနော်ပြီးတော့သူတို့ကဗျာအခုအနေထားမြန်မာလူငယ်လေးတွေပို့ဆိုးတာဒီနိုင်ငံတွေမကောင်းလို့ဗမာပြည်ပြန်မယ်ဆိုတော့ပြန်လို့ရတယ်အဆင်မပြေဘလုံးမောက်ကိုသူတို့တွေ့နေရတာဗောနော်ပြန်ဝင်လို့လည်းအဆင်မပြေပြန်ဝင်လို့မရပြတ်ထွက်ရလည်းခက်အဆဖြစ်မျိုးကြုံဆုံနေရသူတို့ဒါအဲ့တော့ခါကြီးဒါတွေကအကုန်လုံးကစိတ်ကဖြစ်နေရဖြစ်တဲ့အတွက်စိတ်ကျင့်စဉ်ပိုင်းပေါ့နော်ကျွန်တော်တို့ဒီစိတ်အထူးဖြင့် meditation တွေပေါ့အာနာပါနပြင်သာမို့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုအဲ့လိုပေါ့ဒီစိတ်မှုစိတ်ကိုတည်ငြိမ်အောင်ထားနိုင်မှတော့ကကြတယ်အဲ့စိတ်ကကျွန်တော်မှာရည်မှန်းချက်ကရှိပြီးသားပါကျွန်တော်အခုဒီ Facebook တွေပိုင်းတင်တယ်လောဆယ်ကဒီ viral ပေါ့နော်လောဆယ်အဲ့လိုမျိုးalgorithm တွေဘာတွေပို့ပေးနေရတာ area ကနေနဲ့မလို့ကျွန်တော်တကယ်ရွေးချက်ရှိတယ်နေ့အချိန်မှာကျွန်တော်နှစ်ပေါင်းများစွာကျင့်ခဲ့တဲ့စိတ်ကျင့်စဉ် meditation ကိုကျွန်တော်အတင်းပါပါနောက်ပိုင်းကျရင် practice ကို
ဆိုတော့အဲ့ clip ကြည့်ပြီးစိတ်တွေအေးချမ်းသွားစေရမယ်နေတက်သွားစေရမယ်ပေါ့နော်အဲ့လောက်ထိကိုကျွန်တော်ပြောနိုင်ပါတယ်ဘာလို့အခုလောဆယ်ကျွန်တော်အဲ့ပိုင်းတင်လို့မရသေးလို့ကျွန်တော်မလုပ်ဖြစ်သေးလို့နော်ကျွန်တော်အားကြရင်တော့ကျွန်တော်က detail သွားဖို့နော်စိတ်ရထားဖို့ထားနေစိတ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အခုလောလောလတ်လတ်ကိုပဲဟိုအတူကျုံနဲ့ပြောလိုက်ရမယ်ဆိုရင်နော်အတွေးလွန်ခြင်းကျွန်တော်လူတိုင်းဒီအရန်တွေးပြီးမှအရန်တွေးရလူတိုင်းဒီတွေးရပေါ့နော်အဲ့တွေးတဲ့ပုံမှာဖြစ်ပေါ်သွားတဲ့လောဘဒေါသမောဟတို့ရဲ့ရည်ချိန်အဲ့ပုံမူတည်ရပဲအဲ့တော့နိုင်ငံတကာတွေကလည်းတွေးတယ်လောဘဒေါသမောဟဖြစ်တယ်အဲ့မှာဒီပညာနဲ့နိုင်ရှင်ပြီးတော့ဖြစ်တဲ့လောဘဒေါသမောဟရေပညာမပါဘဲနဲ့ဟိုဗလိုင်းဖြစ်သွားတဲ့လောဘဒေါသမောဟဆိုပြီးကွဲသွားတာပေါ့နော်အားမျိုးအဓိကပါပဲဒီအတွေးလွန်အားအဆင့်ဒီအတွေးကိုမရက်နိုင်မင်းနဲ့လွန်ကျွံပြီးမှဟိုဘက်ကိုဒါရှင်းပြရင်လောဘနဲ့ဒေါသပေါ့နော်မောဟတော့ထားတော့မသိလို့မောဟဖြစ်သွားတယ်အဓိကပါပဲဒီကစိတ်ဆိုအဲ့ဒါပြော point ရတာပဲ point ရပါလေတွေးချင်းကိုရက်ခိုင်းမှာရက်ချင်တာပေါ့နော်အတွေးလွတ်တော့ရက်မှာအတွေးလွတ်တော့ရက်လို့မရဘူးတန်တရားလုံးကကျွန်တော်တို့တွေကတအားတွေးခဲ့ရဟောဖြစ်ခဲ့တော့အဲ့တွေးရအောင်ရက်နိုင်ဖို့က practice တစ်ခုကြားခံရတာဒါပဲကျွန်တော်တို့ကတစ်ခုခုကိုလှုပ်လိုက်ရင်အတွေးရက်သွားသလိုပေါ့ဟုတ်လားခင်ဗျ coffee ဖြော်နေတဲ့အချိန်မှာအတွေးရက်သွားတယ်ဒီ coffee ကိုမှန်ကောင်ဖြော်ရမှာအောင်နော်အဲ့မျိုးဟုတ်နော်ပစ္စည်းတစ်ခုမပြီးတော့ဟို target တစ်ခုပို့ရမယ်ဆိုရင်အတွေးရက်သွားတယ်ဒါက physically လုပ်တဲ့ဟာအဲ့ဒါလည်းမှန်ကန်တော့အတွေးရက်နေမဟုတ်ဘူးမှန်ကန်တော့အတွေးရက်နေကအဲ့ဒီအတိတရားနဲ့ရှင်ပြီးတော့အတိတရားနဲ့ consciousness နဲ့ရှင်ပြီးမှရက်နိုင်တဲ့အတွေးရက်နေရပို့ပန်တာအားကြောင့်မို့အဲ့ပိုင်းကကျတော့ practice လို့ပါတယ်အဲ့တော့ဘွားရက်တည်ရှင်အနှစ်သာရပါလဲကျွန်တော်တို့ကတိုးပဲဖြစ်ရရင်တော့ငငယ်ရွယ်နဲ့မတည်ခြင်းပဲအနှစ်သာရအဲ့တော့ငငယ်ရွယ်နဲ့ဘာကြောင့်တည်ကြလဲစိတ်ဖြစ်စီမှုတန်ခံရတယ်ကံစိတ်ဥဒုအစာအာဟာရဆိုတဲ့အတိုင်းပေါ့အစာအာဟာရတွေကိုလည်း mindfulness နဲ့မစားဘူးတအားစားတယ်အလွန်ကျွံနေစားတယ်အစိတ်တောက်ဖြစ်စေ poison တွေဖြစ်နေရလည်းမသိဘူးအဲ့ဒီတော့ဥပဒေရောက်ပြီးတော့ cancer ဖြစ်ကြတယ်ပေါ့နော်အဲ့တော့အားလုံးရှုံးကိုသုံးသပ်လိုက်ရရင်ပါလဲ mindfulness တွေ key ပါပဲနေရင်လည်း mindfulness သွားရင်လည်း mindfulness စားရင်လည်း mindfulness ပြောရင်လည်း mindfulness အားရေးကြည့်ပါအိမ်လည်း mindfulness ပေါ့နော်အဲ့ဒီကကြတော့ mindfulness ကျင့်စဉ်ကိုကျင့်နေမှာလားဖြစ်နေမှာပါเนาะအဲ့တော့တင်ဒီဘလောက်ပဲစီးပွားရေးအောင်မြင်နေပါစေကြီးကျယ်နေပါစေဒီအရာကို fail ဖြစ်တယ်ဆိုရင်တော့ဆုံးရှုံးတာပဲ Steve Jobs ဒီအရန်အောင်မြင်ခဲ့တယ်တော်တယ်ဒါပေမဲ့သူဆုံးရှုံးတယ်သူနောက်တကြသွားတယ် regret ဖြစ်သွားတယ်ဒါနုံနာပဲဗျကျွန်တော်တို့ကဒီပညာကိုကျွန်တော်တအားကိုသူ့ရှိပညာတော်တော်ရလိုက်ပါတယ်အဲ့ပိုင်းအဲ့တော့ area ဖြစ်ပါတယ်ဒီ area ဒီကျွန်တော်တို့မြန်မာတွေဖိလစ်ပင်းတို့တွေအားတွေသွားလာနေတာဖြစ်ပါတယ်တောက်ကြနေကြဖြစ်တဲ့အတွက်အလွန်စီကားပါလေခင်ဗျာ